အေဂျင့်ဟောင်းအမျိုးသမီးဟာအိမ်ပြန်ရောက်တဲ့အခါသူမရဲ့ခွေးလေးတစ်ကောင်လေးကိုပဲတွေ့ရပြီးခင်မုန်းဖြစ်သူကတော့ပြန်ပေးဆွဲခံလိုက်ရပါပြီ CIA အေဂျင့်တွေတကားဝကိုရောက်လာချိန်မှာပဲသူမဟာအရေးပေါ်အိတ်ကိုအမြန်ဆွဲယူပြီးထွက်ပြေးဖို့ပြင်ဆင်လိုက်ပါတယ်အေဂျင့်တွေကတကားကိုရိုက်ချိုးပြီးအထဲကိုဝိုင်းထားလိုက်ပေမဲ့ဆော့ကတော့တစ်စက်ထက်တိုက်ရဲ့အပြင်ဘက်နံရံကိုပင့်ကူတစ်ကောင်လိုတွေ့တက်ပြီးထွက်ပြေးသွားနေပါပြီသူမဟာအေဂျင့်တွေရဲ့အရှာဖွေကိုရှောင်ကွင်းပြီးဘေးအိမ်ကတိုက်ခန်းထဲကိုခိုးဝင်သွားပါတယ်အဲ့ဒီမှာသူမရဲ့ခွေးလေးကိုမိန်းကလေးငယ်တဦးထံအနံခဲ့ပြီးခွေးစာဖို့အတွက်ပါငွေပေးခဲ့ပါတယ်ပြီးနောက်သူမကိုလိုက်လံဖမ်းဆီးနေတဲ့အေဂျင့်တွေလက်ကလွတ်အောင်ဝေးပြေးလမ်းမပေါ်ကိုပြေးတက်သွားပါတယ်တရားတစင်းထက်မှာရှေ့နောက်ပိတ်မိသွားတဲ့အခါသူမဟာတခြားရေးချယ်စရာမရှိတော့ပဲအချိန်ကိုက်တွက်ချက်ပြီးတရားပေါ်ကနေခုန်ချလိုက်ရာအောက်ကမောင်းနေလာတဲ့ကုန်တင်ကားကောင်မိုးပေါ်ကိုအတိအကျကျရောက်သွားပါတယ်လူကူတရားပေါ်ကနေစုံထောက်တွေကတင်းနဲ့လက်ပစ်နေပေမဲ့သူမဟာကားတစ်စီးနဲ့တစ်စီးကြားခုန်ကူးရင်းကြီးစံတွေကိုရှောင်နိုင်ခဲ့ပါတယ်နောက်ဆုံးမှာတော့ဆိုင်ကယ်တစ်စီးကိုလူယူမောင်းနေပြီးရင်ကြောပိတ်ဆို့မှုကြားကနေသူမကိုလိုက်နေတဲ့သူတွေကိုပြက်ဖြက်ကမောင်းထွက်သွားပါတယ်တကယ်တော့ဆော့ဟာတစုံတဦးကိုရန်ပြုတ်ဖို့ရည်ရွယ်ချက်မရှိပါဘူးသူမရဲ့တခုတည်းသောရည်မှန်းချက်ကပျောက်ဆုံးနေတဲ့ခင်မုန်းကိုကယ်တင်ဖို့ပဲဖြစ်ပါတယ်ဘာတစ်ခုရဲ့ရေချိုးခန်းထဲမှာပဲသူမဟာတင်းနဲ့တန်ရာကိုကိုယ်တိုင်ဆေးကုသပြီးရုပ်ဖြတ်လိုက်ပါတယ်ကုတ်အင်ကြီးတစ်တထဲကိုဝစ်စင်ကဆံပင်ကိုလည်းအနက်ရောင်ဆိုးလိုက်ပါတယ်နယူးယောက်မြို့ကိုရောက်တဲ့အခါသမရတက်ရောက်ဖို့ရှိတဲ့အဆောက်အုံနဲ့မျက်နှာချင်းဆိုင်ကဟိုတယ်ခန်းတစ်ခုမှာတဲခိုလိုက်ပါတယ်ကုတင်ပေါ်မှာလက်နက်တွေကိုခင်းချင်းရင်နောက်ထပ်လှုပ်ဆောင်ရမယ့်အစီအစဉ်အတွက်ပြင်ဆင်နေပါတယ်နောက်တစ်နေ့မှာတော့စုံထောင်းနဲ့ကျွန်တို့ကခရစ်ယာန်ဘုရားကျောင်းမှာထောင်ချောက်ဆင်စောင့်နေကြပါတယ်ထိုချိန်မှာပဲဆော့ဟာမြေအောက်ရထားလမ်းထဲကိုခိုးဝင်ပြီးသတင်းစာတွေကိုမိရှို့ကအာယုံလွှဲခဲ့ပါတယ်သူမဟာအသုံးမပြုတော့တဲ့မြေအောက်ဘူတာပလက်ဖောင်းပေါ်ကိုခုန်ချပြီးနောက်ဘုရားကျောင်းခန်းမရဲ့အောက်တိတ်ကိုရောက်နိုင်မဲ့မြေအောက်ရှိုးဝက်လန်းကနေတွားခဲ့ပါတယ်အဲ့ဒီနေရာမှာသူမဟာဘုံတစ်လုံးကိုအမြန်ထောင်ပြီးအနီးနားမှာပုံနေလိုက်ပါတယ်ပြီးနောက်ခလုတ်ကိုအေးအေးဆေးဆေးပဲနှိပ်လိုက်ပါတယ်သူမဟာသူမရဲ့ခင်မုန်းမိုက်ဖော်ဆက်ထားတဲ့အထူးပြုလုပ်ထားတဲ့ပင့်ကူစိတ်ကိုအသုံးပြုပြီးတမရကိုခိတ္တခဏတည်သွားတယ်လို့ဖြစ်အောင်လုပ်ခဲ့တာပါတမရကိုတက်ဖြတ်မှုနဲ့ဆော့ဖမ်းခံလိုက်ရပေမဲ့ဒါဟာသူမရဲ့အစီအစဉ်တစ်ခုသာဖြစ်ပါတယ်သူမရဲ့တကယ်ရည်မှန်းချက်ကရန်သူဖွဲ့စည်းရဲ့အတွင်းပိုင်းရဲ့ကိုရောက်သွားဖို့နဲ့ပျောက်ဆုံးနေတဲ့ခင်မုန်းကိုရှာဖွေဖို့ပဲဖြစ်ပါတယ်ဒါပေမဲ့သူမနောက်ထပ်လှုပ်ဆောင်လိုက်တဲ့အရာကတော့ဒီထက်မကပိုပြီးတော့တတိရှိလာပါတယ်